Hello အားလုံးပဲမင်္ဂလာပါအခုသတင်းအဆက်ပြန်ပြောပြဖို့ပေါ့နော်နေ့လည်ကဇူလိုင်တင်ထားပြီးတယ်ပထမအပုံမှာတင်ထားပြီးတယ်ပေါ့နော်အခုကကြတော့ဇူလိုင်ပြန်ပြောပြတာ update တင်တာပေါ့နော်အခုကကြတော့ဒီမှာသူနေ့လည်ကပြောထားတဲ့ဒီ ထိုက်တရားအောင်မေးထားတာပေါ့နော်ဇူလိုင်နေ့လည်ပြောသလိုမျိုးသူကဒီရက်ထားလိုက်ရင်တို့တားတဲ့ဒီမိုက်ကန်ပေါ့နော်အဲ့ဒီအတားလေးပေါ့နော်အဲ့ဒီအတားလေးကဘာဖြစ်လို့စင်းမလာလဲဆိုတာကအချက်နှစ်ချက်ရှိတယ်ပေါ့နော်ပထမတစ်ချက်ကဒီအဲ့ဒီလမ်းရဲ့မီးပွိုင်ကလေအရန်ပိတ်တာပါတော်တော်ကြီးကိုပိတ်တာလမ်းစုပ်လမ်းခွာလဲတော်တော်ကြီးကိုလမ်းစုပ်တာပါလမ်းအဲ့ဒါတစ်ခါလေကြာရင်မီးပွိုင်မိရင်ဘယ်မှာမိလဲဆိုတန်လန်းပေါ်မှာရက်ထိုင်နေမီးပွိုင်ကမိသွားတတ်တယ်ပေါ့နော်အခုရဲ့သဘောတရားဆိုအခုကားကကြတော့လမ်းလက်မှာသူမိနေတဲ့အချိန်မှာရက်ထားကလည်းလာတဲ့အချိန်နဲ့စုံတာလို့ထင်တယ်ပေါ့နော်ရက်ထားလာတဲ့အချိန်နဲ့စုံတဲ့အချိန်မှာရက်ထားကလာရင်အဲ့ဒီတားတဲ့အတန်လေးမကြလာခင်သူတို့ကမီးအတန်အချက်အရင်ပြတယ်မီးလုံးအချက်အရင်ပြတယ်မီးလုံးပြတဲ့အကောင်ကကြတော့တောက်လျှောက်អော်နေတာတင်းတင်းတင်းဆိုပြီးတော့တောက်လျှောက်អော်နေတာဒါပေမဲ့တားတဲ့အတန်လေးကတော့ကြာမလာဘူးကြာမလာတဲ့အတွက်ဒီတားတဲ့အတန်ကလည်းအပေါ်မှာပဲရှိနေတယ်လုံးဝကြာမလာဘူးဆိုတာထိုက်တယောက်ပြောထားတယ်ထိုက်တယောက်သူလုံးဝမြုပ်တုံးကသူကိုတွေ့မျက်လုံးထင်ထင်နဲ့တွေ့တယ်ဆိုပြောထားတယ်တခြားကြောက်ကြမလားဒါကသူဘာကြောက်ကြမလားလဲဆိုတာတော့မသိဘူးအဲ့ဒီဒါရက်ထားလိုက်တားရတဲ့အတန်လေးတော့ကြာမလာဘူးตอนที่จอดอยู่คือเราจอดติดไฟแดงไหมแล้วมันมีไม้กั้นลงมาใช่ไม่มีไม้กั้นลงมาไม่มีกั้นลงมาคือပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာ तू ကပထမတစ်ချက်ဆိုင်မတိုက်ခင်ကဘဒူတိုက်လဲဆိုတာ तू ကမသိလိုက်ပဲနဲ့ तू ကအနောက်လှည့်ကြည့်ရဒုတိယတစ်ချက်မှာတော့ဒီရက်ထားနဲ့လိုင်းကားနဲ့တိုက်ပြီးတော့မူးကနေဆိုသွားပြီးတော့ तू လှမ်းကြည့်တဲ့အချိန်မှာလိုင်းကားကမီးလောင်သွားပြီဖြစ်သွားပြီသူကလည်းပြောထားတယ်ပေါ့နော်အဲ့ဒီအချိန်ဖြစ်တဲ့အချိန်မှာကြာတော့သူကပါသူ့မှာကားမှာပါလာတဲ့လူတွေကလည်းခြေထောက်ကျိုးသွားတယ်မတော်တဆမှုအဲ့ဒီမှာပဲခြေထောက်ကျိုးသွားတယ်အဲ့ဒီအချိန်မှာဆိုင်ကယ်အဲ့ဒီဘက်မှာကြာတော့ဆိုင်ကယ်ဆရာဒီဆိုင်ကယ်မောင်းတဲ့ဆရာတွေရှိတယ်ပေါ့နော်အဲ့ဆိုင်ကယ်ဆရာတွေရဲ့လေကူညီပေးတယ်အများကြီးကူညီပြီးတော့အရင်ကျေးဇူးတင်တယ်ပေါ့နောက်တစ်ခုကကြတော့ဒီရက်ထားလိုင်းတားတဲ့အတားပေါ့နော်အဲ့ဒီအတားကဘာလို့ဖို့ကြမလာတာလဲလူကဟုတ်တာမဖြစ်တာလားဆိုတာသူတို့စုံစမ်းပြီးတော့လုံမှာပေါ့နော်အဲ့လိုမျိုးသူတို့ကတော့ပြောထားတယ်လူကြောက်ဖြစ်တာလားဆက်ကြောက်ဖြစ်တာလားဘယ်ဟာကြောက်ဖြစ်လဲမသိဘူးသတင်းကတော့ update ပေးမယ်တဲ့နောက်တစ်ခုကဒီရက်ဖြစ်စင်မှာပေါ့နော်ဒီနေ့ဖြစ်စင်မှာကကြတော့မြန်မာအကိုနိုင်ရဲကိုဆိုတဲ့အကိုတရားပေါ့နော်သူ့အဖွားကိုအမြဲတမ်းဒီကားနံပါတ်ကားနံပါတ်2336မှာအမြဲတမ်းစီးတယ်ပေါ့နော်ဒီနေ့ကသူဖုန်းဆက်လို့လည်းမရဘူးဖုန်းကလည်းဘယ်မှာလုံးဝဆက်သွယ်မရဘူးပေါ့နော်ဆက်သွယ်မရဘူးဒီ2336လည်းအမြဲတမ်းစီးတဲ့အတွက်သူကအရန်စိတ်ပူပြီးတော့သူ့အဖွားကိုသူလာရှာတယ်ကြံတဲ့နေရာတွေရှာတာလည်းသူမတွေ့ဘူးဟိုဒါမဖြစ်သေးဘူးလို့သူပြောထားတဲ့သူ့အဖွားကိုသူပြန်ရှာတယ်သူ့အဖွားကတန်ကောင်းထောင်းမစွာနဲ့ဒီကားမစီးတဲ့သူပဲဖြစ်ပါစေပေါ့နော်တခြားနေရာမှာတခြားဒီမျိုးဖျက်မှုနဲ့ပြန်တဲ့သူပဲဖြစ်ပါစေပေါ့နော်ဒီကား2336လာစီးတဲ့သူမဖြစ်ပါစေနဲ့ပေါ့ဒီကားပေါ့နော်နောက်တစ်ခုကကြတော့ဒီနေ့ညနေပေါ့နော်ဒီနေ့ညနေဒီတာဝန်ရှိလူကြီးတွေပေါ့နော်တာဝန်ရှိလူကြီးတွေကဆင်းလာပြီးတဲ့ခါကျရင်ဒီနေ့ဖြစ်သွားတဲ့ပြဿနာတွေပေါ့နော်အသက်ဆုံးရှုံးသူပေါ့နော်ဇူလိုင်မနက်ကပြောထားတဲ့လူက9ယောက်လို့ပြောထားတယ်ဒါပေမဲ့ဒီသတင်းမှာပါလာတဲ့ update တိုင်းပြောထားတယ်ဒါပေမဲ့9ယောက်မဟုတ်ဘူးပေါ့နော်အခုက10ယောက်ပါနောက်ပြီးတော့ဒီပြင်းထန်ဒဏ်ရာရတာတဲ့လူလည်းရှိပါတယ်ဒဏ်ရာရတဲ့လူအားလုံးစုစုပေါင်း25ယောက်ပါ25ယောက်ဆိုတော့တည်ဆုံးသူက10ယောက်အခုကကြာသတင်းကအရာ update ဖြစ်တဲ့သတင်းဆိုတေဆုံးသူက10ယောက်ပါ10ယောက်မှာကားဆရာအပါ10ယောက်ပါရှင်ပြီးတဲ့ခါကျရင်ပြင်းထန်ဒဏ်ရာရထားတဲ့သူတွေရှိပါတယ်ပြင်းထန်ဒဏ်ရာရထားတဲ့သူကတော့လူစုစုပေါင်း25ယောက်ဆေးရုံနီးစပ်ရာဆေးရုံမှန်တယ်များကိုအနည်းဆုံးကိုပို့ထားပြီးတော့ဆေးရုံခွဲပြီးတော့တင်ထားပြီးကုသပေးနေတယ်လို့သတင်းတွေကပြောပြထားတာပါရှင်ဇူလိုင်နဲ့နောက်ဆုံး update ရသတင်းဖြစ်လို့ဒီတာလာတင်ပြီးတော့စိတ်ဝင်စားလာပြောပြပေးတာရှင်အားလုံးပဲဘေးကင်းကြပါစေ